ဒီနေ့ကတော့ရွှေထမင်းနဲ့အလွယ်လောက်စားဖြစ်ပါတယ်။ပေါင်ပစ္စည်းလေးကလည်းရိုးလေးပါပဲနော်။အီလီနဲ့အရန်စားကောင်းတဲ့ရွှေထမင်းလေးမလို့မိရဲ့ဗလော်လေးကိုဆုံးဖြတ်ကြည့်ပေးကြပါအောင်ရှင်။တညရီစိန်ထားတဲ့ကောင်းငင်းဆန်မျိုးစီဘူးတပူးခွဲကိုစပြီးတော့ပေါင်းပေးပါမယ်။ကောင်းငင်းဆန်လေးတွေထည့်ပေးလိုက်ပါမယ်။ကောင်းငင်းဆန်ကိုရေတန့်စင်အောင်စီးပြီးသားပါ။ထည့်ပြီးသွားပြီဆိုရင်တော့အပေါ်ကနေအဖုံးလေးလုံအောင်အုပ်ပေးလိုက်ပါမယ်။ကောင်းကြီးလေးတွေကိုအပေါ်ကနေပြီးတော့ရေလေးနဲ့ဖြန့်ပြီးသွားပြီဆိုရင်တော့အထက်အောက်လေးပေါ့နော်ဇုံးနဲ့မှုတ်ပေးလိုက်ပါမယ်ပြီးသွားပြီဆိုရင်တော့အဖုံးအုပ်ပြီးတော့မှထပ်ပြီးတော့မှပေါင်းပေးလိုက်ပါမယ်ရှင်ကောင်းကြီးလေးစီလိုက်ပြီတဲ့ခုဆိုရင်တော့ကောင်းကြီးလေးလည်းကြက်ပါပြီထညက်ကြူပါမယ်ထညက်ကတော့ချိန်ခွက်နဲ့တစ်ခွက်ပါပြီးသွားရင်တော့ရေကိုလည်းချိန်ခွက်နဲ့တစ်ခွက်ထည့်ထားပါတယ်စားလက်ဖက်စားစွန်းရော်လေးထည့်မယ်မှွေပေးမယ်မီးအေးလေးနဲ့ပေါ့နော်ထညက်ရည်လေးကိုကြိုပေးရပါတယ်ထညက်ရည်လေးအနှဲငယ်လေးပြစ်လာပြီဆိုရင်တော့ရပါပြီပြီးရင်တော့ပကံတစ်ခုထဲမှာစကားလေးနဲ့စစ်ပေးလိုက်ပါမယ်စကားနဲ့စစ်ပေးတာကကြတော့ဒီထညက်ထဲမှာပေါ့နော်ခဲတို့အမိုက်တို့ပါမှာစိုးလို့ပါထညက်ရိုးစကားနဲ့စစ်ပြီးသွားပြီဆိုရင်တော့ဒဲတဲကိုပြန်ပြီးတော့မှလောင်းထည့်ပေးလိုက်ပါမယ်ပြီးသွားရင်တော့ပေါ့နော်ဒီကောင်းကြီးလေးတွေကိုထည့်ပေးလိုက်ပါမယ်အားလုံးတမသွားအောင်ရောမှုပေးလိုက်ပါမယ်အုံတို့ကစံချိန်ခွက်နဲ့တစ်ခွက်ထည့်ထားပါတယ်ဒီနေရာမှာအုံတို့မကြိုက်ရင်လည်းမထည့်လို့ရပါတယ်အချိုပူကြိုက်တယ်ဆိုရင်တော့တကြားလေးထည့်နိုင်ပါတယ်ရှင်ဒီကတော့အချိုပုံမှန်လေးပဲလုပ်ထားတာပါထောပတ်တစွန်းထည့်လိုက်ပါမယ်ဒီနေရာမှာထောပတ်မရှိရင်လည်းပေါ့နော်ရိုးရိုးစီထည့်ပေးလို့ရပါတယ်ထောပတ်ထည့်ပေးတာကကြတော့ဒီကောင်းရင်းလေးတွေပေါ့နော်ပြောင်ပြောင်လေးနဲ့ပေါ့နော်ဆူဆူလေးဖြစ်ပြီးတော့လှအောင်လို့ပါခုလိုမျိုးစွတ်စွတ်လုံးလုံးလေးဖြစ်လာရင်မီးပူပွားချပေးလိုက်မယ်ဒါကတော့ထည့်မဲ့ဘန်ကိုစီလေးနဲ့ငယ်တုပ်ပေးထားလိုက်ပါမယ်ပြီးရင်တော့ဘန်နဲ့ကိုထည့်ပေးလိုက်ပါမယ်ရှင်အပေါ်မျက်နှာပြင်လေးတွေညီသွားအောင်လို့ရောင်းမလေးနဲ့ပေါ့နော်ပြန့်ပြန့်လေးဖြစ်အောင်ကိုလိုက်ပြီးတော့ညှိပေးလိုက်ပါမယ်ချစ်ချစ်လေးလေးဖြစ်သွားအောင်လို့ပေါ့နော်ပကံလေးကိုစောင့်ပေးလိုက်ပါတယ်ပြီးရင်တော့အေးခံပြီးသွားပြီဆိုရင်တော့ကိုလိုချင်တဲ့ပုံစံလေးလိဖြတ်ပြီးတော့စားသုံးလို့ရပါပြီရှင်ဒီကောင်ကြီးရွှေထမင်းရပေါ့နော်အုံးသီးဆန်လေးနဲ့အလိုက်ဖက်ဆုံးပါပဲဒီကတော့အုံးသီးဆန်လေးတွေဘဝနေပြီးတော့ဖြူပြီးသွားပြီဆိုရင်တော့ကော်ဖီပူပူလေးနဲ့ပေါ့နော်တဲပြီးတော့စားမှာပဲဖြစ်ပါတယ်ရှင်ဆက်ချက်ပါအောင်ရှင်ငယ်တော့လေဈေးတန်းတွေကရောင်းတဲ့အနည်းရလက်ရတာများမုတ်ချိုတွေမကစားပြီဆိုရင်ကော်ဖီခါခါလေးပေါ့နော်အဲ့လေးတွဲပြီးတော့စားပါတယ်တော့အုံးစံလေးလိုက်တယ်သိလားငင်းရဆိုရင်ကြောင်ဈေးတန်းသွားရဲဆိုရင်အမေကရွှေထမင်းလေးပေါ့နော်ဝယ်မလားဆိုပြီးကစိတ်ဆိုးတယ်ခလေးဆိုငိုတာပေါ့နော်ခုကြတော့ကိုယ်တိုင်လေးလောက်စားတာအများကြီးပဲအရမ်းကြိုက်တာဒီရွှေထမင်းကိုမိကပေါ့နော်တကြားကိုတော့မထည့်ဘူးဒီထညက်နဲ့ပဲလောက်ထားဆိုကြလေအရှိုကတော့တကယ်လို့ကိုကပိုကြိုက်တယ်ဆိုရင်တော့တကြားလေးထည့်ပေါ့နော်ဒီဘလော့လေးကိုဆုံးဖြတ်ကြည့်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ရွှေထမင်းလှူစားခြင်းတဲ့သူတွေအတွက်အကျိုးရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်အားလုံးပဲနောက်ဘလော့မှာပြန်လည်ဆုံတွေ့ကြမယ်နော်အားလုံးပဲတက်တာ